တာခဲခုကိုပထမချီမှာပဲမှောက်သိပ်ပြီးထိုင်းတွေရဲ့ဂုံတိတ်ခါကိုပြန်ဆယ်ပေးလိုက်တဲ့ God ထံအားလုံးပဲမင်္ဂလာပါ Monster NA Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အာယုံမဲ God ထံကတော့ God ထံပါပဲမနေ့ညကစားတော့ခဲ့တဲ့1122ပြိုင်ပွဲရဲ့အသေးကခေါင်ပွဲဖြစ်တဲ့ God ထံနဲ့တာခဲခုတို့ရဲ့ Kickboxing Super Fight ပွဲကဒီလောက်ထိပွဲမြန်မြန်ပြီးလိုက်မယ်လို့မထင်ထားပါဘူးအကျိုက်နယ်ထိုးတပ်ပြီးမှတိုင်ဆုံးဖြတ်ထိရောက်လိုက်မယ်လို့ပြိတ္တများစုကထင်ထားကြတာပါပွဲစားပြီး10မိနစ်နဲ့စက္ကန့်20လောက်ကြာမှာပဲရော့ထာရဲ့ပယ်ဝိုက်ထိပြီးတာခဲကိုနောက်တောင်းကြကပြန်မထနိုင်တဲ့အတွက်အလဲထိုးဖြစ်ရှုံးနေတော့ခဲ့ပါတယ်ပထမချီ10မိနစ်ကျော်လေးမှာပဲပယ်ဝိုက်လက်တီးနဲ့တာခဲကိုအမှောက်တိတ်ခဲ့တာဖြစ်ပါတယ်တာခဲကလည်းပြန်တော့ထလာခဲ့ပေမဲ့တိုင်လူကြီးအမှတ်စင်ရေးတာပြည့်တော်ပြီဆိုတော့ဘာမှလုပ်လို့မရတော့ပဲအရှုံးပေးလိုက်ရတာဖြစ်ပါတယ်ခေါင်ပွဲကိုခဏလေးပဲကြီးလိုက်ရတာဆိုတော့ပြိတ္တတွေစိတ်ထဲမှာတိတ်ပြီးမကျေနပ်ချင်ပါဘူးသုံးချီမဟုတ်ရင်လေးချီလောက်တော့ရောက်စေချင်တာပါအဲ့ဒါမှကြီးရတာလဲအရသာရှိမှာပါပထမချီမှာပဲပွက်ဖြတ်နိုင်တဲ့ရော့ထန်ကိုချီကျူးရမှာပဲဖြစ်ပါတယ်တာခဲဦးရဲ့နီးပြကတော့တိုင်ကိုစောတကတက်နေပါတယ်တာခဲကိုပြန်ထဖို့စူးစမ်းနေချိန်စင်အောက်ကနီးပြကအမှုပြေအောင်တက်ဝအောင်ရှူခိုင်းပြီးတာမထခိုင်းပါဘူးအချိန်နဲ့ကြာတော့တိုင်ကပွဲရလိုက်ပြီးရော့ထန်ကိုအနိုင်ပေးလိုက်တာဖြစ်ပါတယ်ရော့ထန်ကတော့ဘာမှပင်ပန်းလိုက်ရပဲဘောနက်စု$9000ကိုပါအဲ့ထဲတော့ခဲ့ပါပြီနှစ်ပွဲဆက်ဝဲကြော်တဲ့ရော့ထန်ကဒီပွဲတော့ကောင်းဆုံးပြင်ဆင်ထားတာတွေ့ရပြီးအလဲထိုးနိုင်ပွဲရယူကသူ့ရဲ့ဖလိုက်ဝိတ်မွေးတိုင်းချန်ပီယံကဘတ်ကိုပြန်လည်ရယူတော့မယ်လို့ပွဲပြီးမှာပြောဆိုတော့ခဲ့ပါတယ်1122ပြိုင်ပွဲရဲ့ပွဲပြီးတင်းစာရှင်းလင်းပွဲမှာအတင်းထောက်တယောက်ကချက်ထရီကိုရော့ထာရဲ့နောက်ထပ်ပြိုင်ဘက်ကဘယ်သူဖြစ်နိုင်လဲဆိုပြီးမေးလိုက်တော့ချက်ထရီကရော့ထာရဲ့နောက်ထပ်ပြိုင်ဘက်ကဂျွန်တာဟက်ကာဒီပဲဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ရော့ထာနဲ့ဟက်ကာဒီတွဲဆိုင်ကိုဖန်တီးတော့ဖို့ရှိပါတယ်ရော့ထာလည်းဘယ်သူနဲ့မဆိုထိုးပါလိမ့်မယ်ဆိုပြီးပြောဆိုတော့ခဲ့ပါတယ်ရော့ထာနဲ့ဟက်ကာဒီကဖလိုက်ဝိတ်တန်း3က2ကြိမ်တွေ့ဆုံခဲ့ပြီး2ကြိမ်စလုံးကိုရော့ထာကပဲအနိုင်ရထားပါတယ်ဒါပေမဲ့အခုတစ်ကြိမ်ပွဲဖြစ်လာမယ်ဆိုရင်ဖလိုက်ဝိတ်တန်းမှာမဟုတ်တော့ပဲပင်တာဝိတ်တန်းမှာပဲဖြစ်ဖို့များပါတယ်ဒီတော့ပင်တာဝိတ်တန်းမှာရော့ထာစင်ပြေပန်းမလားဆိုတာစောင့်ကြည့်တော့ရမှာဖြစ်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြဖို့မေတ္တာရပ်ခံလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်